ယနေ့တင်ဖျားเจ้าသွားတဲ့အခါမှာတင်းရဲ့လက်ထဲမှာယူသွားတဲ့အနှင်းငယ်သောအလှူငွေတွေထဲမှာတင်းနှလုံးသားထဲကနေထွက်ပေါ်လာတဲ့သာသနာပြုလူစိတ်တင်းနှလုံးသားထဲထွက်ပေါ်လာတဲ့ဖျားရှင်ကိုကျေးဇူးတင်တဲ့စိတ်နဲ့တင်းနှလုံးသားထဲကနေထွက်ပေါ်လာတဲ့ဖျားရှင်ကိုအမှန်တကယ်ယုံကြည်ကိုးစားတဲ့တသက်ခံချက်လေးတွေပါတယ်ဆိုတာမမေ့ပါနဲ့မင်္ဂလာနံနက်ခင်းပါခင်ဗျာဖျားသခင်ရဲ့မကုံဆုံးတဲ့ကိန်းနာတော်ကြောင့်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ဧပြီလ20ရက်နေ့ထိရောက်ရှိလာခဲ့ပါပြီဖျားသခင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာကိုရရှင်စောင့်ရှောက်မှုအပြင်ယနေ့ချိန်ထိတိုင်အောင်ကျမ်းမာခြင်းနဲ့အသက်ရှင်ခြင်းကိုရရှိနေခြင်းပဲဖြစ်ပါတယ်ဒီနေ့ဧပြီလ20ရက်နေ့နံနက်ခင်းသတင်းစကားခေါင်းစဉ်ကတော့ကောင်းသောအရာနှင့်ပြည့်စုံသောဆုလက်ပေးသောသူဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ကျမ်းမိုက်လေးတစ်ပိုက်ကျွန်တော်ဖတ်ပြခြင်းနဲ့စာလံကျမ်းအခန်းကြီး145အပိုင်းငယ်16လက်တော်ကိုဖွင့်၍အသက်ရှင်သောတော်အပေါင်းတို့ကိုရောင်ရဲစေတော်မူ၏လို့ဆိုထားပါတယ်ဖျားရှင်ရဲ့တနာခြင်းဂရုဏာတရားနဲ့သူ့ရဲ့ဆောင်မတော်မူခြင်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာခံစားနေရတယ်တစ်နှစ်မှာ365ရက်ကျွန်တော်တို့ဖျားရှင်ရဲ့ဂရုဏာတော်ကိုခံစားနေရတာဖြစ်ပါတယ်ကဘာကြီးတစ်ခုလုံးဟာဆိုဖျားရှင်ကိုအင်မတန်မှချီးမွမ်းထိုက်တယ်လို့ကျွန်တော်လည်းပြောပြရစီဘုရားရှင်ပေးဝေထားတဲ့ဒီမေတ္တာတရားကြောင့်ကျွန်တော်တို့ယနေ့ချိန်ထိတိုင်အောင်ပျော်ရွှင်မှုရရှိနေတာဒီမေတ္တာတရားကိုကြွေးကြော်ဖို့ကောင်းပါလေဆံလန်းစရာပြောခဲ့တဲ့စာသားလေးကျွန်တော်ဖတ်ပြခြင်းတယ်ကျွန်တော်တို့မျက်စိတွေဟာကိုရောကိုမျှော်ကြည့်တဲ့အခါမှာအချိန်တန်မှသူတို့ကိုကိုရောဒီကျွေးမွေးတော်မူ၏လက်တော်ကိုဖွင့်၍အသက်ရှင်သောသူတို့အပေါင်းတို့ကိုရောင်ရဲစေတော်မူ၏လို့ဆိုထားတာကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ရဲ့အပြစ်ထင်းမှာကြားရောက်နေတဲ့အခါမှာကျွန်တော်တို့အတွက်ဆင်းရဲခြင်းကိုခရစ်တော်ဘုရားရှင်ယူဆောင်ခဲ့တယ်အာဏာနဲ့အပြစ်ကြားရောက်သွားပြီဆိုတဲ့အခါမှာဘုရားရှင်နဲ့တွေ့သူတို့တွေခန္ဓာကိုယ်မှာအဝတ်မရှိတော့ဘူးဒီဝိညာဉ်တော်အဝတ်တွေမရှိတော့ဆိုတာသိတဲ့အခါမှာပထမဦးဆုံးစတေးခံတဲ့ပုဂ္ဂိုလ်ဟာယေရှုဘုရားပဲဒါကြောင့်သခင်ယေရှုကဗျာဒိတ်ကျမ်းမှာပေါ်ပြထားတာငါသည်အရင်သေးသည်ဖြစ်၍လို့ပြောတဲ့အရာကတိုးတငယ်ဖြစ်တဲ့အရင်သေးပြီးတော့တိုးတငယ်ရဲ့ဝင့်လုံတဲ့အာဒံနဲ့အေဝါကိုခြုံမပေးတာကျွန်တော်သတိထားမိမှာပါကျွန်တော်တို့ရဲ့ဆင်းရဲခြင်းကိုကြွယ်ဝခြင်းရရှိဖို့အတွက်ဘုရားရှင်ကလှုပ်ဆောင်ပေးခဲ့တယ်အကျွန်ုပ်တို့ဒီသခင်ဘုရားနဲ့အဘိမေမြအကျွေးတင်နေပြီနီးဆိုတဲ့စကားလုံးလေးသတိရပါဘုရားသခင်ထံမှာကျေးဇူးတရားအကျွေးတင်နေတဲ့ကျွန်တော်တို့ပါအကျွေးတွေအများကြီးဘယ်တော့အခါမှဆက်လို့မကုန်နိုင်တဲ့အကျွေးကြီးကျွန်တော်တို့တင်နေတယ်ဒါမှဝမ်းသာစရာကဒီအကျွေးတွေကိုဘုရားရှင်ကလျှော်ပေးလိုက်တယ်ဒီကျေးဇူးတရားအတွက်ကျွန်တော်တို့ကျေးဇူးကိုဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့ဘုရားရှင်ရဲ့ဂရုဏာတော်ကျွန်တော်တို့ပေါ်နေ့စဉ်နဲ့မြတ်တွန်းလောင်းပေးနေတာဖြစ်ပါတယ်နေ့စဉ်လက်ဆောင်နေတဲ့ကျွန်တော်တို့ပေးနေတယ်ဒီဝိညာဉ်ရေးနဲ့ပြေဝတဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားဟာနေ့စဉ်ရဲ့ဆက်ကျွန်တော်တို့ကူညီနေတယ်ကျွန်တော်တို့နှစ်သိမ့်ပေးနေတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားကကျွန်တော်တို့နဲ့တူရှိနေခြင်းအပြင်ဒီထာဝရအသက်ဆန်းရင်တွင်းကြီးဟာလည်းကျွန်တော်တို့အတွက်အမြဲတမ်းစီးဆင်းနေတာလည်းဖြစ်ပါတယ်ဘုရားရှင်ကျွန်တော်တို့ကျေးဇူးတင်ကြောင်းဘယ်လိုသက်သေပြလဲကျွန်တော်ဥပုံလေးဒီမှာဘုရားကျောင်းကိုသွားတဲ့အခါမှာကျွန်တော်တို့ရဲ့အလှူငွေလေးတွေဟာကျေးဇူးတင်ခြင်းအလှူငွေလေးတွေပါပဲအရင်တော့ကတော့ဒါကျေးဇူးတင်ခြင်းဆက်ကပ်ခြင်းအမျိုးမျိုးဂုဏ်ဒနပေါ်ပြပြီးတော့ထည့်ပေမဲ့အခုဆိုရင်ခေါင်းစဉ်နဲ့မသွားပေမဲ့ဘုရားကိုကျေးဇူးတင်လို့သာတပတ်အတာအတွင်းကိုရရှင်ပို့ဆောင်ခြင်းကိုကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်တို့အလှူငွေတွေထည့်ပါတယ်ဒီအလှူငွေထဲမှာကျွန်တော်တို့ရဲ့ကျေးဇူးတင်ခြင်းပါတယ်သာသနာအတွက်ပါဝင်ခြင်းပါတယ်ဒီအရာတွေဟာကျွန်တော်တို့ရဲ့ဘုရားပေါ်မှာကျေးဇူးတင်တဲ့လက္ခဏာတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီလက်ဆောင်တွေကျွန်တော်မေ့လို့မရပါဘူးယနေ့အသင်ဘုရားကျောင်းသွားတဲ့အခါမှာဥပုံနဲ့ဘုရားကျောင်းတက်တဲ့အခါမှာသင်ရဲ့လက်ထဲမှာယူသွားတဲ့အနှင်းငယ်သောအလှူငွေတွေထဲမှာသင်နှလုံးသားထဲကနေထွက်ပေါ်လာတဲ့သာသနာပြုလူစိတ်သင်နှလုံးသားထဲထွက်ပေါ်လာတဲ့ကျေးဇူးဘုရားရှင်ကိုကျေးဇူးတင်တဲ့စိတ်နဲ့သင်နှလုံးသားထဲကနေထွက်ပေါ်လာတဲ့ဘုရားရှင်ကိုအမှန်တကယ်
ယုံကြည်ကိုးစားတဲ့တက်တဲ့ခံချက်လေးတွေပါတယ်ဆိုတာမမေ့ပါနဲ့ကျွန်တော်တို့ထည့်ဝင်တဲ့စေဖို့တဖို့တွေအလှငွေတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ကနှလုံးသားနဲ့ထွက်လာတဲ့အရာဖြစ်တဲ့မှာလေဖះပေါ်မှာသစ္စာရှိကြောင်းကိုကျွန်တော်စေဖို့တဖို့အပြင်ပြပါတယ်စေဖို့တဖို့ကိုကျွန်တော်တို့သစ္စာမရှိခြင်းအပြင်ကျွန်တော်တို့တွေကဘုရားသခင်ထံမှာဥစ္စာကိုဓမြလူယူတိုက်နေတဲ့လူတွေဖြစ်ကြောင်းမာလခိခန်းကြီး3မှာဖော်ပြထားတာကျွန်တော်တို့သတိရပါအမှုတော်ထဲမှာပါဝင်ထည့်ဝင်တဲ့ကျွန်တော်တို့ဒီအလှငွေတွေအတွက်ဖះရှင်ဟာကျွန်တော်တို့ထူးဆန်းစွာဘယ်လိုပြန်ပြီးတော့ကောင်းကြီးပေးလဲဆိုတာသင်ကြုံတွေ့ဖို့ပါတလားသင်ထည့်ဝင်တဲ့အလှငွေနဲ့ပတ်သက်ပြီးတော့သင်ရဲ့ကောင်းခြင်းမင်္ဂလာကိုလည်းစဉ်းစားပြီးတော့ဝေမျှနိုင်ပါတယ်ဖះကောင်းခြင်းမင်္ဂလာအပြည့်အဝခံစားတဲ့ဘုရားသားသမီးဖြစ်ပါစေလို့ကျွန်တော်နေဒီနေ့ကနေဆန္ဒပြုဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဆုတောင်းမှုချိန်ခါဖြစ်တယ်ဆုတောင်းတဲ့အခါမှာတတိယပေးရမယ့်ပုံကိုယ်တွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြချင်ပါတယ်ဦးအေးကိုဖြစ်ပါတယ်ပြီးတော့မဖော်လီဝါဆရာဗစ်တာဘရောင်းပါစတာဦးဗစ်တာရွှေနဲ့ဆရာမတော်ဘေဘီမောင်တို့အတွက်ဆုတောင်းမှုဖြစ်ပါတယ်ခဏလေးဝင်ပြီးတော့ဆုတောင်းကြရအောင်ကောင်းကင်ဘုရားရှင်ဖာကိုရောကျေးဇူးတင်တယ်။ဒါမင်းတို့နဲ့တူမြဲတဲ့တရှိပေးတဲ့အတွက်ကြောင့်သူပင်ကျေးဇူးတင်ပါမြောက်ပါ၏။ကိုရောဖာယင်းနေနဲ့တာမျိုးကိုဖွင့်ပြပေးတဲ့သတင်းစကားဒီလည်းပဲတာမျိုးတို့ကိုအားဖြစ်စေုံသာမကကိုရောဘုန်းတော်လည်းထင်ရှားစေလိမ့်မယ်။ယုံကြည်မျှော်လင့်ပါလေ။ဘဘာကိုရောအပေါ်မှာအဆုံးတောင်သစ္စာရှိလျက်ကျေးဇူးတင်တဲ့တော်သူရောက်တည်တည်တိုင်းဖြစ်စေတော်မှာကျေးဇူးတင်ပါတယ်။အခုဆုတောင်းတဲ့အခါမှာလည်းကိုရောရှင်ရဲ့တာမီများဖြစ်ကြသောဦးအေးကိုတို့နောက်ဒီဆရာမဖော်လီဝါဆရာဗစ်တာဘရောင်းပါစတာဦးဗစ်တာရွှေနဲ့ဆရာမတော်ဘေဘီမောင်တို့လည်းတတိယလေးရှိတယ်ကိုရောသူတို့ကိုစောင့်ရှောက်ရညီသက်ချင်းနေပြပါကိုရောရှင်ထမ်းမလာတော့ကျမ်းမာခြင်းတကူတော်ဒီသူတို့အရောက်တိုင်ပေါ်၌တက်ရောက်လေကိုရောရှင်ဘုန်းတော်ထင်ရှားတဲ့အတ္တရရှိခွင့်မှာစာပေးသနာတော်ပါတာသမီးရဲ့နေ့စဉ်ရက်ဆက်ကိုရောရှင်ထမ်းမှာတောင်းလျှောက်တော့ဆုတောင်းချက်ရအလုံးစုံဒီကိုနားကြောင်ပေးမယ်လို့ယုံကြည်မျှော်လင့်လျက်လက်တော်ဆက်ကနှံပါ၏ဒီစီစဉ်ကိုကြည့်ရှုရခွန်အားယူကြသောတာမီးရောက်တဲ့ပုံမှာလည်းပဲညီသက်ဝမ်းမြောက်ခြင်းကောင်းမင်္ဂလာအဖက်ဖျားတို့ကိုတောင်းလောင်းပေးပါမည်ကြောင်းယေရှုခရစ်တော်ဖျား၏နာမတော်မြည်ပြုလျက်ယူသည်ပါဆုတောင်းပါသည်ပါဗျာအာမင်